အားလုံးမင်္ဂလာပါဒီနေ့သင်ခန်းစာ7မှာမျှဝေပေးမှာကတော့ကာတွန်းပုံလေးမှာတုံးထဲတာကိုမျှဝေသွားမှာဖြစ်ပါတယ်အရင်ဆုံးမျက်နှာပုံမဆွဲခင်မှာလူဦးခေါင်းပုံဆွဲတဲ့အခြေခံလေးတွေကိုအရင်ဆုံးမျှဝေမယ်နော်သင်ခန်းစာတွေကိုသင်ပေးတဲ့ဆရာနဲ့ဆရာမရဲ့ပြီးတော့မြင်ဆရာများရဲ့ကိုဥထိပ်ထားပါတယ်ရှေ့ရသင်ခန်းစာတွေမှာစက်ဝိုင်းဆွဲနည်းတွေရဲ့ကွန်လိုလိုင်းဆွဲနည်းတွေရဲ့ကိုမျှဝေထားတာမို့သွားပြီးတော့အရင်ဆုံးလေ့လာပေးပါနော်အခုဆွဲထားတဲ့စက်ဝိုင်းပုံကိုဒူးတဲ့ပုံစံမျိုးဖြစ်အောင်ဆိုရင်ကိုလိုလိုင်းလေးတွေထည့်ပေးပါတယ်အခု cross ကိုလိုလိုင်းလေးကိုထည့်ထားတာနော်ဒီစက်ဝိုင်းလေးတွေကိုလူဦးခေါင်းပုံစံလို့မြင်အောင်ကြည့်ကြရအောင်နော်စက်ဝိုင်းကိုစက်လုံးပုံစံဒူးတဲ့ပေါ်လာစီဖို့အတွက်အခုလိုမျိုးစင်တာလိုင်းလေးတွေကိုဆွဲလိုက်တဲ့ cross ကိုလိုလိုင်းလေးတွေကိုဆွဲလိုက်တဲ့အခါမှာဒူးတဲ့ပုံစံစက်လုံးပုံလေးရလာပြီဖြစ်ပါတယ်ဒီစက်လုံးလေးတွေရဲ့စင်တာလိုင်းပုံစံကိုမူတည်ပြီးတော့သူတို့ရဲ့မျက်နှာမူနေတဲ့ direction လေးတွေကဖြစ်လာမှာပဲဖြစ်ပါတယ်နံပါတ်1ပုံမှာဆိုရင်ဘယ်ဘက်ကိုမျက်နှာမူနေတဲ့ပုံစံဖြစ်ပါတယ်နံပါတ်2ပုံကတော့ဥကောင်းလေးကိုအောက်ကိုစိုက်ပြီးတော့အောက်ကိုငုံကြည့်နေတဲ့ပုံစံလေးဖြစ်ပါတယ်အခုနံပါတ်3ပုံလေးကတော့ဥကောင်းလေးကိုအပေါ်ကိုမော့ကြည့်နေတဲ့ပုံစံလေးဖြစ်ပါတယ်ဒီပုံလေးကတော့ညာဘက်အချမ်းကိုမျက်နှာမူနေတဲ့ပုံစံလေးဖြစ်ပါတယ်ဒီလိုပုံလေးတွေမှာ perspective သဘောတရားလေးတွေလည်းပါဝင်နေပါတယ် perspective သဘောတရားတွေကိုနောက်လာမယ့်သင်ခန်းစာတွေမှာမျှဝေပေးမယ်နော်အခုစက်ဝိုင်းလေးတွေကိုစက်ဝိုင်းနဲ့ဝိုင်းထားတယ်ဆိုပေမဲ့စက်ဝိုင်းကိုလက်တန်းဝိုင်းဝိုင်းလေးဝိုင်းနိုင်အောင်လို့လေ့ကျင့်ထားသင့်ပါတယ်ပထမဦးဆုံးသင်ခန်းစာတွေမှာသင်ရတဲ့မြင်းကွေးတွေစက်ဝိုင်းဆွဲနည်းတွေကိုပိုင်နိုင်မယ်ဆိုလို့ရှိရင်အခုပုံတွေဆွဲမဲ့သင်ခန်းစာတွေမှာအဆင်ပြေသွားမှာဖြစ်ပါတယ်နော်လူပုံစံလေးတွေကာတွန်းပုံစံလေးတွေကိုမဆွဲခင်မှာဒီလိုပုံစံလေးတွေကိုအရင်ဆုံးလေ့ကျင့်ထားသင့်ပါတယ်သင်ခန်းစာကရှေ့နေမှာဆိုလို့အပိုင်း2ပိုင်းခွဲထားပါတယ်အခုဒီအပိုင်း1မှာတော့အခြေခံသဘောတရားလေးတွေကိုအရင်ဆုံးမျှဝေထားပါတယ်နောက်လာမယ့်အပိုင်း2မှာတော့ enemy ပုံလေးကိုအတူတူလိုက်ဆွဲရမှာဖြစ်ပါတယ်အရင်ဆုံးလေ့ကျင့်ရမှာကဒီလိုဆက်ဝိုင်းမှာအပေါင်းပုံစင်တာလိုင်းလေးကိုအရင်ဆုံးချလိုက်မယ်အပေါ်ဆုံးကလိုင်းကသပင်တွေဆွဲရမယ်လိုင်းမှာလက်မှတ်တဲ့ကမျက်ခုံးလိုင်းရဲ့အောက်မှာနှာခေါင်းလိုင်းရှိမယ်အဲ့ဒီလိုင်းတွေရဲ့ကြားကတူညီတဲ့အကွာအဝေးအတိုင်းကိုအောက်မှာအမှတ်လေးမှတ်လိုက်မယ်ဆိုရင်မေးစစ်လိုင်းလေးရပြီဖြစ်ပါတယ်ပြီးရင်အပေါ်မြင်းလိုင်းနဲ့အောက်ကမြင်းလိုင်းလေးကိုဆက်လိုက်ပြီးတော့မျက်နှာပုံစံလေးကိုဖော်ကြရအောင်မျက်နှာကျလာတဲ့ပုံစံလေးပေါ့နော်အခုပုံစံကမျက်နှာကိုရှေ့တဲတဲကနေမြင်ရတဲ့ပုံစံဖြစ်ပါတယ်အပေါ်ကိုလည်းဥကောင်းပုံစံလေးဖြစ်အောင်ဆက်လိုက်ကြရအောင်ပြီးရင်မေးရိုးလေးကိုဆက်ဆွဲကြရအောင်အခုဆိုရင်ရှေ့တဲတဲကနေမြင်ရတဲ့မျက်နှာပုံစံလေးပေါ်လွင်လာပြီဖြစ်ပါတယ်နော်မျက်ခုံးနဲ့နှာခေါင်းလိုင်းကြားထဲမှာမျက်လုံးလေးကိုထည့်ကြရအောင်အခုကသဘောတရားပြောပြနေတဲ့ကာတွန်းပုံလေးဖြစ်တဲ့အတွက်ကြောင့်မလို့နှာခေါင်းလေးကိုလည်းလွယ်လွယ်လေးဆွဲလိုက်ကြမယ်နော်ဒီလိုသဘောတရားလေးတွေကိုအသုံးပြုပြီးတော့မျက်နှာပုံစံတွေကိုလက်တန်းလေ့ကျင့်သင့်ပါတယ်ဒါကရေဘူးရသဘောတရားဖြစ်ပါတယ်အတိအကျကြီးမှတ်ယူထားလို့မရပါဘူးဥပမာနှစ်ဖူးကျဲတဲ့သူရှိတယ်နှစ်ဖူးကျင်းတဲ့သူရှိတယ်မေးရိုးကားတဲ့သူရှိတယ်မေးရိုးသွယ်တဲ့သူလည်းရှိပါတယ်ဒါကြောင့်ဒီလို line တွေရဲ့အကွာအဝေးကိုရေဘူးရသဘောတရားသာမှတ်ထားသင့်ပါတယ်နားကိုလည်းမျက်ခုံး line နဲ့နှာခေါင်း line ရဲ့ကြားထဲမှာထည့်လိုက်မယ်နော်ပြီးရင်ကိုယ်စိတ်ကြိုက်သပင်ပုံစံလေးတွေကိုဆွဲလိုက်လို့ရပါပြီနော်မီးပြတ်သွားလို့အလင်းရောင်လေးအတွက်သီးခံပေးပါနော်ဒီလိုအခြေခံလူဦးခေါင်းပုံစံလေးတွေကိုအရင်ဆုံးလေ့ကျင့်ကြရအောင်နော်ဒီပုံတွေမှာဆိုရင်မျက်နှာအတက်ရှိမယ်မျက်နှာကိုစောင်းထားတဲ့ပုံစံလေးတွေရှိမယ်မျက်နှာကိုတဖြည်းဖြည်းစောင်းလာတဲ့ပုံစံကနေပြီးတော့နောက်ဆုံးမှာမျက်နှာဘေးစောင်းတက်တဲ့ပုံစံကိုလေ့ကျင့်ရမှာဖြစ်ပါတယ်အလဲကဒေါင်းလိုင်းစင်တာလိုင်းကိုဆွဲတဲ့အခါမှာနှာခေါင်းအမှတ်လောက်ထိပဲကွေးအောင်ဆွဲမယ်ပြီးရင်နှာခေါင်းအမှတ်အောက်ကနေစပြီးတော့တစ်ဖြောင်နဲ့ဆွဲပေးပါနော်ဒီစင်တာလိုင်းတွေဒီစင်တာလိုင်း cross control line တွေကအပေါင်းလက္ခဏာပုံစံလေးရှိပါတယ်မျက်နှာကဘေးကိုစောင်းတာများလာတာနဲ့အမျှနားနေရာမှာရှိတဲ့ elite ပုံစံလေးဟာဖြည်းဖြည်းစက်ဝိုင်းပုံစံကိုရောက်လာတာကိုတွေ့ရပါမယ်ဒီပုံစံလေးတွေကတော့လူတယောက်ရဲ့ဥကောင်းကိုအပေါ်ကနေမြင်ရတဲ့ပုံစံလေးတွေပါဒီပုံမှာဆိုရင် line တွေဟာ hair line ကနေတဖြည်းဖြည်းအောက်ဘက်ကိုကျဉ်းမြောင်းလာတာကိုတွေ့ရပါမယ်ဒီသဘောတရားတွေက perspective သဘောတရားတွေပါအရင်ဆုံးဒီစက်ဝိုင်းလေးတွေကိုဆွဲပြီးတော့
အခြေခံသဘောတရားလေးတွေကိုလေ့ကျင့်ထားပါအောင်နော်နောက်လာမယ့်သင်ခန်းစာအပိုင်း2မှာဒီပုံလေးကိုအတူလိုက်ဆွဲကြမယ်ဒီပုံလေးကိုဘယ်လိုမျိုးဆွဲသွားတယ်ဆိုတာကိုအတူတူလေ့လာကြရအောင်နော်ဒီနောက်မှာလည်းလေ့ကျင့်မှုအတွက် Pinterest ကပုံလေးတွေကိုတင်ပေးထားပါတယ်နော်အပိုင်း2မှာဒီလိုပုံလေးတွေကိုအိမ်စာအဖြစ်ဆွဲရမယ်နော်အခုလိုခဲပကြီးသင်ခန်းစာလေးတွေကိုအပတ်စဉ်အင်္ဂါနေ့ညတိုင်းမှာတင်ပေးနေပါတယ် Facebook, YouTube, TikTok တို့မှာတင်ပေးနေပါတယ်ဒါဆိုအပိုင်း2မှာပြန်တွေ့ကြမယ်နော်